မေတော်ကလည်းချွေးမတော်လေးကိုမျက်ရည်တုပ်ပေးဖို့ကိုမျက်ရည်ကိုဖုံးကွယ်နေကြရတယ်လို့ဆိုလိုက်ပါတယ်ဂေါရမီကနာကျင်ခံစားနေရတဲ့သမီးတော်ကိုယ်တိုင်လဲခင်မိုးရဲ့မိဘနှစ်ပါးနဲ့သားတော်ရာဟုလာလေးတို့တွေပျော်ရွှင်အောင်နေပြနေတာပဲမဟုတ်လားဆိုပြီးတော့နှိမ့်သိမ့်စကားဆိုလိုက်ပါတယ်ရတော်တရားကမေတော်တကယ်ဆိုရင်တိတ်ထတာသူရှာဖွေနေအရာကိုတွေ့ခဲ့အိမ်ကိုပြန်လာမယ်မဟုတ်လားဒါမဲ့ရက်တွေလတွေသာကြာသွားခဲ့ပြီမဲ့သူ့ရဲ့အရေးအယောင်တော့မတွေ့သေးဘူးအ ਨੇ ဆုံးသတင်းစကားလေးတော့ပါသိနေမဟုတ်လားသူကျွန်ုပ်တို့ကိုမေ့သွားပြီထင်ပါတယ်လို့ကြေးကွဲစွာနဲ့ဆိုလိုက်ပါတော့တယ်ဂေါရမီကမျောလင်းချက်နဲ့စီမင်းတွေထုံးထားပြီးမှဘာကြောင့်တန်တရားတွေများနေရတာလဲတိတ်တထာအရာအလုံးကိုမေးပြောက်သွားရင်တော့သူ့မိဘနှစ်ပါးကျင်ရတော်နဲ့သားတော်ပြီးတော့သူ့ရဲ့တိုင်းသူပြည်သားတွေကိုဘယ်တော့မှမေ့သွားမှာမဟုတ်ပါဘူးသူဟာဆင်းရဲဒုက္ခတွေငြိမ်းတဲ့လမ်းစဉ်ကိုရှာဖွေဖို့ထွက်သွားတာပါသူတေချာပေါက်ပြန်လာပါလိမ့်မယ်လို့ဆိုကာမျက်ရည်တွေစီးကျနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမီရီတော်ဂေါရမီရဲ့မျက်ရည်တွေဟာသူမနဲ့ထပ်တူမျောလင်းချက်မဲ့တယ်လို့ခံစားနေရတာဖြစ်ကြောင်းရတော်ရာကတော့ကောင်းကောင်းကြီးသိနေခဲ့ပါတော့တယ်ညသကောင်ရဲ့အချိန်မှာစူညံတန်တချို့ကြောင့်ရတော်ရာနိုးလာခဲ့ပြီးတော့အပြင်ဘက်ကိုလှမ်းကြည့်ရမှာနန်းတော်ကထွက်ဖို့ပြင်ဆင်ထားတဲ့ရထလုံးကိုမြင်လိုက်ရတာကြောင့်ဒီအချိန်ကြီးဘသူကများနန်းတော်ပြင်ထွက်မှာပါလိမ့်ဆိုပြီးတော့တွေးလိုက်မိပါတယ်တပတ်မှာမင်္ဂလာနဲ့ဒေဝရတ်တို့ပြုံးရွှင်ရီမောကရှိနေကြပြီးမင်္ဂလာကသားတော်ရဲ့အကြံပိုင်လွန်းလှပေတယ်ဆိုပြီးတော့ချီကျူးစကားစိုးနေခဲ့ပါတယ်ဒေဝရတ်ကလည်းမြားတစင်းနဲ့ငှက်နှကောင်ရလိုက်တာပဲမဲတော်ဆိုပြီးတော့ဟားတိုက်ရီမောနေပြီးတော့မင်္ဂလာကမင်းကြီးကိုဒီတိုင်းဆက်ပြီးသွေးထိုးပေးလိုက်အောင်လေနန္ဒမင်းသားကိုစိတ်ပြတ်လာလိမ့်မယ်ဒီလိုဆိုရင်ထီးနန်းနဲ့သားတော်စီရောက်လာမှအသေးချာပဲလို့စိုးနေခဲ့ပါတယ်ဒေဝရတ်ကမင်းကြီးကနန္ဒကိုပဲထီးနန်းလွှဲပေးခဲ့ရင်တော့မှအဲ့ဒီချိန်ကျရင်နန္ဒကသားတော်ကျိုးဆွဲရကတဲ့ရုပ်သေးရုပ်လေးဖြစ်နေလောက်ပဲသူ့ကိုအပြောမယ်လေးတွေနဲ့မြှူဆွဲပြီးတော့ရမကားရဲ့ကြေးကြုံဖြစ်အောင်လုပ်ရမယ်ပြိုင်ဘက်ဖြစ်တဲ့တိတ်တထလေးနန်းတော်မှာမရှိတော့ဘူးနောက်ထပ်စူးညောင်းသေးသေးလေးဖြစ်တဲ့နန္ဒကိုလည်းပျက်စီးခြင်းဝဲပြက်ထဲကိုတွန်းချလိုက်အောင်နဲ့သားတော်တို့ရဲ့လူရင်းဆန္ဒပြည့်ပြီပဲလို့ဆိုလိုက်ပါတယ်တပတ်မှာအချိန်မတော်ကြီးပြောမယ်ဆိုင်ကိုသွားဖို့ပြင်ဆင်နေတဲ့နန္ဒစီကိုရတော်တရားရောက်လာခဲ့ပါတယ်တင်ရောက်လာပြီးဆုံးမဩဝါဒချွေးလိုက်မယ်လို့ထင်နေသားပဲကျွန်တော်နောင်တော်ဒေဝရတ်နဲ့တူပျော်ပါသွားဆောင်လေးပါအမတော်တားဖို့မလိုပါဘူးတင်ခမီးတော်နဲ့မေတော်တို့ကိုခွင့်မတောင်းမဲထွက်သွားအောင်မလို့လားတင်အတွက်နဲ့မိဘတွေစိတ်ဆင်းရအောင်မလုပ်ပါနဲ့နန္ဒဘာကြောင့်လဲတိတ်ထရှိစဉ်ကစိတ်ကြိုက်သွားခွင့်ရပြီကျွန်တော်ကမှဘာကြောင့်ချုပ်ချယ်ခြင်းရတာလဲမိုင်မဲလိုက်တဲ့နန္ဒတင့်ကိုတင်တိတ်ထနဲ့နှိုင်းရှင်ဝွန့်လာလားတိတ်ထရဲ့အရေးချင်းတဝက်လောက်တော့မှတင့်မှာရှိပါရဲ့လားမှန်တဲ့ကကိုယ့်မျက်လုံးကိုတိတ်ထကြည့်ပြီးအမှန်ကိုမြောင်စူးစမ်းကြည့်လိုက်ပါအဲဒီကကြာရင်တင်ကျွန်တော်ရဲ့စကားတွေကိုကောင်းကောင်းသဘောပေါက်နိုင်လိမ့်မယ်ဟုတ်ပါတယ်ကျွန်တော်ကနောင်တော်တိတ်ထတော့မတော်ပါဘူးအဲ့တော့ဘာဖြစ်လဲမတော်လဲရေးမကြည့်ပါဘူးနန္ဒတိတ်ထငငယ်လေးကလေးကသူတော်စင်လို့ဖို့ရီမန်းထားခဲ့တာတင်ကတော့အဲ့လိုတော့စိတ်ကူးခဲ့ဘူးရဲ့လားတင်ရဲ့မိဘတွေရဲ့ခံစားချက်ကိုနားလည်ဖို့စူးစမ်းစမ်းပါသူတို့ကတိတ်ထသူတော်စင်ဖြစ်မှာစိုးရိမ်တာကြောင့်သာကာမဂုဏ်လေးနဲ့ဆွဲဆောင်မှုစူးစမ်းကြတာတင်ကိုတော့ဒေဝရတ်ကလူကောင်းတယောက်ဖြစ်ကနေအရာရာအမိခံတဲ့လူယုံမှာဖြစ်အောင်ဖျက်ဆီးခြင်းနေတာပြီးရင်သူကရုံးထွက်သွားမှာတင်ကိုပြုစုပေးနေအပျော်မယ်တွေဆိုတာလဲအပေါ်ရန်ဆက်ဆံရေးတွေပါပဲတိတ်ထတုံးကဆိုလဲသူ့ကိုဖျားအောင်ခြင်းကြတဲ့အပျော်မယ်တွေမှအများကြီးဒါပေမဲ့သူဘသူ့ကိုမှစိတ်ဝင်စားခဲ့ဘူးတင်ကိုတင်တိတ်ထနဲ့နှိုင်းရှင်ခြင်းဒါတွေကိုလည်းသိထားမယ်နောက်ဆုံးအလှပြင်မလို့နာမည်ကြော်ကြားတဲ့အမ်ဘာပါလီလိုတော်ဝင်ပြည့်နေစားတော့သူ့ကိုဆွဲဆောင်လို့မရခဲ့ဘူးပြီးတော့တင်ဟာလည်းတောင်ဝင်များစွာနဲ့သူမွေးဖွားလာခဲ့တဲ့သူပါတင်ရဲ့မိဘတွေကိုစောင့်ရှောက်မယ်အပြင်ကပိလဝပြည်ကြီးကိုလည်းတင်ကိုယ်တိုင်အုပ်ချုပ်ရမှာတင်ဟာတိုင်းပြည်အနာဂတ်ဆိုတာမိမထားပါနဲ့နန္ဒအဲ့ဒီချိန်မှာပဲဘယ်ကလေးကရောက်နေမှမသိတဲ့ဒေဝရတ်ကဟဲ့ပရီမောကနန်းတွင်ဆောင်ထဲကိုဝင်လာခဲ့ပြီးတော့နန္ဒကိုများပြားလို့နဲ့တောင်ဝင်နေကြားထဲမှာဝင်ပြီးအောင်မလုပ်ချင်စမ်းပါနဲ့တင့်ပြောပုံဆိုပုံကနန္ဒရာဇဝတ်မှုကြီးကျူးလွန်တော့မယ်အတိုင်းပါပဲလားမင်းကြီးမင်းသားတွေထဲမှာအပြောမဲဆိုင်ကိုမသွားဘူးသူဘယ်သူများရှိလို့လဲဒါမှမဟုတ်တင်ကနန္ဒကိုလည်းသူတော်စီဖြစ်စေခြင်းနေလားမဟုတ်ဘူးဆိုရင်တော့သူကလည်းပြောခွင့်ပေးတင်ပါတယ်လို့ဆိုကပြန်ထွက်သွားခဲ့ပါတယ်နန္ဒလည်းရတော်တရားတားရဲ့ဂျားကနေပဲဒေဝရတ်နောက်ကိုလိုက်သွားခဲ့ပြီးရထလုံးနားကိုရောက်လာတဲ့ချိန်မှာဒေဝရတ်ကကိုဘဝကိုသူတစ်ပါးရဲ့ဆုံးဖြတ်ချက်တိုင်းနေဖို့မလိုပါဘူးတင်လဲရွယ်ရောက်နေပြီပဲအမားအမှန်ကိုကိုယ်တိုင်ခွဲခြားတတ်နေပါပြီကဲသွားကြရအောင်လို့ဆိုလိုက်ပါတယ်နန္ဒကလည်းနောက်တော့ပြောတာမှန်တယ်ကျွန်တော်ကအဆိုးကောင်းခွဲခြားတတ်နေပါပြီဒါကြောင့်ကျွန်တော်တင်နဲ့မလိုက်ချင်တော့ဘူးလို့ဆိုကပြန်လှည့်ဝင်သွားခဲ့ပါတော့တယ်နန်းဆောင်ပေါ်ကနေလမ်းကြည့်နေတဲ့ရတော်တရားလဲသူ့စကားကိုနားဝင်သွားတဲ့နန္ဒအတွက်ကြည်နူးမျက်ရည်တွေနဲ့ရှိနေခဲ့ပြီးဒေဝဒတ်ကတော့ရထလုံးကိုစောင့်ကန်လိုက်မိပါတော့တယ်မနက်ခင်းမှာတော့မာကရမျိုးရင်းကိုတန်ဃာတော်များဆုံးခံကြွလာချိန်မှာမျိုးသားများကဒီဟန်းများဟာငယ်ရွယ်တန်ဆွမ်းကြပါလျက်နဲ့သူတစ်ပါးတွေစီမှာတောင်းရန်စားတောင်းနေကြတာအဆက်တော်နေကြသူတွေပဲဆိုပြီးတော့ဝိုင်းဝန်းကဲ့ရဲ့ကုန်ကြပါလိမ့်တချို့ကလည်းဗုဒ္ဓဆိုတဲ့သူကလောကလူသားတွေကိုဘယ်လိုကဲတင်နိုင်မှာလဲသူဇနီးကိုတော့တားတယောက်နဲ့ပြစ်ထားတယ်သူပဲလို့ဆိုကြသလိုတ
တချို့ကလည်းတင်တို့ကြောင့်လောကကြီးပျက်စီးလိမ့်မယ်လို့ဆိုကဆဲဆူကြတဲ့အထိဖြစ်လာတာကြောင့်တန်ခါများလည်းနောက်ကျောင်းပြန်လှည့်ရပါတော့တယ်ရဟန်းများဖျားရှင်စီကိုပြန်အောင်လာချိန်မှာမျက်နှာမသားများနဲ့ရှိနေကြတဲ့အပြင်တပိတ်တွင်းမှာလည်းစိုးမမြင်ရတာကြောင့်အကျိုးကြောင့်ကိုမေးပါတယ်ရဟန်းတစ်ပါးကအရှင်ဖျားတပည့်တော်တို့ဒီမျိုးကနေထွက်သွားကြအောင်ပါဖျားမြို့သားတွေကတပည့်တော်တို့ကိုအထင်သိလောင်ပြောင်နေကြပါတယ်ပြောပြခဲ့ပါတယ်ဖျားရှင်ကသူတို့ရဲ့အပြုအမူကြောင့်စိတ်နှောက်ယှက်ဖြစ်ခဲ့တာလားဆိုတာနဲ့တကယ်လို့မြို့သားတွေကစီမီပန်းရေချမ်းတွေနဲ့ကြိုးဆိုရင်တော့တင်းတို့စိတ်ချမ်းသာကြမယ်မဟုတ်လားလို့မိန့်လိုက်ပါတယ်ဒါကိုကြည်ချင်းအဖြစ်ရဟန်းများဟာမိမိရဲ့စိတ်ငြိမ်းချမ်းမှုကိုတခြားသူစီကတောင်းတနေတာသာဖြစ်ပြီးပြင်ပတက်ရောက်မှုတွေကရဟန်းများပေါ်စိုးမိုးခွင့်ရနေတာပဲဆိုပြီးတော့မိန့်ကြားခဲ့ပါတယ်ဒီခါမှာရဟန်းတစ်ပါးကအရှင်ဗျာကျွန်တော်တို့အမားကိုနားလည်ပါပြီပြင်ပတက်ရောက်မှုများကြောင့်ကျွန်တော်တို့ရဲ့စိတ်ငြိမ်းချမ်းမှုကိုထိခိုက်စေမိခဲ့ပါတယ်ဒါအရှင်ဘုရားရဲ့အဆုံးအမများကိုသိချစွာမကျင်သုံးခြင်းကြောင့်ပါပဲလို့ပြန်လျှောက်ထားခဲ့ပါတယ်ဘုရားရှင်ကလူတွေဟာအယူဆအသစ်တွေကိုလက်ခံဖို့ခက်ခဲကြောင်းနဲ့သူတို့ရဲ့အယူဟောင်းကိုကာကွယ်ဖို့အတွက်ရဟန်းများကိုကဲ့ရဲ့ကြမိဖြစ်ကြောင်းနောက်တန်ကြာရင်တော့ဥပိ္ပခာပြုပြီးနေတတ်သွားကြမှာဖြစ်ပြီးနောက်ဆုံးမှာတော့တဖြည်းဖြည်းနဲ့ရဟန်းများကိုစတင်လက်ခံလာကြမှာဖြစ်ကြောင်းဒါကြောင့်သင်တို့အနေနဲ့အဲ့ဒီအဆင့်တွေအားလုံးကိုစူးစမ်းဖြတ်ကျော်ကြမယ်ဆိုပြီးတော့အဆုံးအမပေးလိုက်ရမှာရဟန်းများလည်းဘုရားရှင်ကိုဥခိုက်ရှစ်ခိုးကလက်ခံခဲ့ကြပါတော့တယ်အဲဒီနောက်မှာဘုရားရှင်ဟာမင်းကြီးရဲ့ဖိတ်ကြားချက်တိုင်းနန်းတော်ကိုစွန့်စားဖို့ရထွက်လာခဲ့ပြီးတော့လမ်းခုလက်မှာတော့မင်းကြီးအကျိုးလွတ်လိုက်တဲ့ရထလုံးကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ဘုရားရှင်ကရထလုံးနဲ့မလိုက်ခဲ့ပဲတပည့်ရဟန်းများနဲ့သာခြေကျင်ကြွတော်မူမယ်လို့ဆိုခဲ့တာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲမျိုးရင်းမှာတေဆုံးသွားပြီဖြစ်တဲ့သားငယ်အလောင်းကိုပိုက်ကငိုကြီးချက်မှဖြစ်တဲ့မျိုးသမီးတယောက်ကိုတွေ့ကြရပါတယ်အဲ့ဒီမျိုးသမီးကတော့ကိတာဂေါရမီပဲဖြစ်ပြီးတော့နောက်အခါမှာရဟန္တာထေရီဖြစ်ကဘုရားရှင်ချီးမြှင့်တဲ့တင်ကန်းအရာမှာချိုးချံချွေတာဆုံးသောဣတရတ်ပွဲကိုရရှိခဲ့သူပဲဖြစ်ပါတယ်မျိုးသားများကသူမရဲ့ကလေးကိုမိသကြိုးဖို့ပြောပေမဲ့အမျိုးသမီးကသူမရဲ့ကလေးကိုပြန်ရှင်းလာအောင်လုပ်ပေးတော်မူပါဆိုပြီးတော့နတ်ဖျားများထံမှာဆူတောင်းနေခဲ့ပါတယ်ဘယ်သူမှလည်းနားချလို့မရတာကြောင့်အားလုံးသူ့ကိုဝိုင်းကြည့်နေုံသာတတ်နိုင်ကြပါတယ်တပတ်မှာတော့ဘုရားရှင်နဲ့နောက်လိုက်ရဟန်းများနန်းတော်ကိုရောက်ရှိလာကြပြီးတော့မင်းကြီးကနေရာထိုင်ခင်းများကိုစနစ်တကျနဲ့စီစဉ်ပေးခဲ့ပါတယ်အဲနောက်လူအားလုံးစုံနေဖြစ်ပေမဲ့သားတော်အစာတသက်ရောက်မလာသေးတာကြောင့်စစ်သူကြီးကိုခေါ်မေးရမှာစစ်သူကြီးကမင်းသားအစာတသက်ဟာ၄ကျင်ကွဲမှာပဲရှိနေကြောင်းနဲ့ရဲမတ်တယောက်ကိုအခေါ်လွှတ်ထားခဲ့ပါပြီလို့ဆိုခဲ့ပါတယ်တိမ်မကြခင်မှာတော့အစာတသက်ဟာဓာကြီးကင်ဆွဲလက်သားနဲ့ရောက်ချလာခဲ့ပြီးမင်းကြီးကဘုရားရှင်နဲ့မိတ်ဆက်ပေးကမင်းသားကိုလည်းအယိုသေးပေးစီပါတယ်ဒါပေမဲ့အစာတသက်ကကျွန်တော်ဘသူကမှဥမညွတ်နိုင်မှုဆိုပြီးတော့မောက်မာတဲ့စကားကိုဆိုလိုက်တာပါဘုရားရှင်ကတော့တစုံတယောက်ရဲ့ဖိအားပေးမှုကြောင့်ဥမညွတ်နိုင်ခြင်းဟာကောင်းပြီတာပဲလို့ပြန်မိတ်လိုက်ပါတယ်အစာတသက်ကကျွန်တော်ကလေးစားဝယ်မရှိတဲ့သူဥမညွတ်နိုင်ဘူးလို့ဆိုလိုခြင်းဖြစ်တယ်ဆိုပြီးတော့ရိုင်းဆိုင်သွားဆိုခဲ့ပေမဲ့ဘုရားရှင်ကလောကမှာမြက်ပင်ပန်းပင်နဲ့ထမ်းပင်တို့ဟာနေအောင်ကြီးကိုလက်ခံပုံချင်းမတူညီကြောင်းဥမာပြကစုံမစကားမိန့်ကြားခဲ့ပါတယ်ဘုရားရှင်ကိုပြဿနာလုပ်ပေမဲ့မအောင်မြင်လိုက်တဲ့အစာတသက်ဟာနောက်ဆုံးမှာကျွန်တော်ကိုလည်းတန်းစီပြီးအစိုးအတူလာကပ်ပါမယ်လို့ဆိုကာထွက်သွားခဲ့ရပါတယ်အဲဒီချိန်မှာတော်ဝင်ပုံသားကြီးကပရောဟိတ်တပားကိုတစုံတစ်ခုခိုင်းစေလိုက်ရမှာအဲ့ဒီပရောဟိတ်ဟာမြို့တွင်းကတေဆုံးသွားတဲ့သားလေးကိုပိုက်ကငိုကြွေးနေတဲ့အမျိုးသမီးစီကိုရောက်လာခဲ့ပါတယ်ပရောဟိတ်ကြီးကိုမြင်တော့မြို့သားတို့ကအမျိုးသမီးဟာတေဆုံးပြီးသူကိုပြန်ရှင်လာဖို့ဆူတောင်းနေကြောင်းနဲ့ပရောဟိတ်ကြီးနေတဲ့အမျိုးသမီးကိုနားချပေးပါအောင်လို့ဆိုခဲ့တာပါအမျိုးသမီးကလည်းကျွန်တော်ရဲ့သားလေးကိုကယ်တင်မအောင်ပရောဟိတ်ကြီးဆိုပြီးတော့တိုင်တယ်လာတဲ့ခါမှာပရောဟိတ်ကတင်းရဲ့ဆူတောင်းတွေပြည့်ပြီလို့သာမှတ်ယူလိုက်ပါတော့ခလေးကိုအသက်ပြန်ရှင်လာအောင်လုပ်ပေးနိုင်တဲ့သူရှိသူဟာမင်းကြီးကိုယ်တိုင်ကိုယ်ွယ်စည်းကပ်ရသူပြဿနာအားလုံးတို့အဖြေရှိတဲ့သူပဲသူ့အမိကဗုဒ္ဓလို့မြည်တွင်ပြီးအခုနန်းတော်မှာရောက်နေတယ်လို့ဆိုလိုက်ပါတော့တယ်ပရောဟိတ်ကြီးရဲ့စကားဆုံးလာတဲ့မျိုးသမီးကခလေးကိုပွေ့ချီကနန်းတော်စီကိုအပြေးထွက်သွားခဲ့ပါတော့တယ်ဘုရားရှင်ဆုံးစားပြီးတာနဲ့တစ်ချိန်တည်းမှာပဲမျိုးသမီးရောက်လာခဲ့ပြီးတော့အဆောင်ရဲမတ်တွေကဒီညာကိုဝင်ဝင်မရှိကြောင်းပြောကနှင်ထုတ်ကြပါတယ်အမျိုးသမီးကလည်းသူမအားကိုးရမယ်ဖြစ်နေတာကြောင့်ဘုရားရှင်နဲ့တွေ့ခွင့်ပေးပါဆိုပြီးတော့မရမကတောင်းဆိုကအတင်းဝင်မှုစူးစမ်းနေပါတယ်ဘုရားရှင်ကဒီမြင်ကွင်းကိုလှမ်းမြင်လိုက်ရမှာအမျိုးသမီးကိုဝင်ခွင့်ပြုလိုက်ဖို့မိန့်တော်မူခဲ့ပြီးတော့မျိုးသမီးကဘုရားရှင်ကိုကျွန်တော်တင်းစီကိုအားကိုးတကြီးနဲ့ရောက်လာရတာပါကျွန်တော်ရဲ့သားငယ်လေးကိုအသက်ပြန်ရှင်လာအောင်လုပ်ပေးပါဘုရားဆိုပြီးတော့ရှောက်ကကလေးကိုဘုရားရှင်မှာချထားပေးလိုက်ပါတယ်တော်ဝင်ပုံနာကြီးနဲ့တကွာအားလုံးတို့ကလည်းဘုရားရှင်ဘာများမိန့်တော်မူလဲဆိုပြီးတော့စိတ်ဝင်စားနဲ့စောင့်ကြည့်နေကြပါတယ်အဲဒီကမှဘုရားရှင်ကကလေးကိုအသက်ပြန်ရှင်လာအောင်လုပ်ပေးမှာဖြစ်ကြောင်းနဲ့ဒါပေမဲ့ဒီအတွက်တခုတော့ပြန်လုပ်ပေးရမယ်ဆိုတဲ့အကြောင်းအဲ့ဒါကတော့တခါမှတည်သူမရှိဘူးတဲ့အိမ်တစ်လုံးကိုရှာဖို့နဲ့အဲ့ဒီအိမ်ကနေမုံညင်းစိတ်လက်တဆုပ်စာတောင်းယူလာခဲ့ပါလို့မိန့်ခဲ့တာပါအမျိုးသမီးကလည်းကလေးကိုပြန်ကောက်ချီကကျွန်တော်အများဆုံးရှာဖွေလာပေးပါမယ်ဆိုကပြီးထွက်သွားခဲ့ပါတော့တယ်အဲဒီနောက်မြို့ရင်းကပထမဆုံးအိမ်တစ်လုံးရှိမှာကျွန်ုပ်တို့မုံညင်းစိတ်လက်တဆုပ်စာလောက်ရနိုင်မလားလို့မေးရမှာ
အိမ်ရှင်ဖြစ်သူကရတာပေါ့ဒါပေမဲ့သင်ကဘာလုပ်ဖို့လဲလို့ပြန်မေးပါတယ်အမျိုးသမီးကသူမေးခွန်းကိုမဖြေဘဲသင်အိမ်မှာတေဆုံးခဲ့ဘူးသူတွေရှိခဲ့ပါသလားလို့မေးလိုက်ရမှာအိမ်ရှင်ဖြစ်သူကရှိတာပေါ့လွန်ခဲ့တဲ့လပိုင်းတွင်းကပဲကျွန်တော်ရဲ့မိဘများဆုံးမသွားခဲ့ကြပြီလို့ဆိုခဲ့ပါတယ်အမျိုးသမီးကလည်းခွင့်လို့ပါဒါဆိုရင်သင်စီကမုံညင်းစိတ်ကိုလည်းကျွန်တော်မယူတော့ပါဘူးလို့ဆိုကနောက်တဲ့အိမ်ကိုထွက်သွားခဲ့ပါတယ်နောက်အိမ်မှာတော့တကားခောက်လိုက်တာနဲ့ထွက်လာသူမျိုးသမီးကအဝိဖြူကိုဝစ်စင်ထားတာကြောင့်သူမရဲ့ခင်မွန်းတေဆုံးသွားမှန်ကိုချက်ချင်းသိလိုက်ရပါတယ်ဒီလိုနဲ့ဆက်သွားခဲ့ရမှာဇနီးတဲ့တေဆုံးသွားတဲ့အိမ်တားဖြစ်သူတေဆုံးသွားတဲ့အိမ်ခင်မွန်းရောသားရောတေဆုံးသွားတဲ့အိမ်စသဖြင့်အိမ်တိုင်းမှာတေချင်းတရားတွေနဲ့ကြုံတွေ့နေရတာကိုသိမြင်လိုက်ရပါတော့တယ်စောက်တရားမရဖြစ်ကပြေးထွက်လာရင်းနဲ့လူတယောက်နဲ့ဝင်တိုက်မိတာကြောင့်တေချာကြည့်လိုက်တော့နာရေးပြင်ဆင်သူတွေဖြစ်နေကြပါတယ်နောက်ဆုံးမှာတော့အမျိုးသမီးကသူ့သားတယောက်တည်းမဟုတ်ပဲမျိုးတွင်းကလူများအားလုံးရဲ့ချစ်ခင်ရသူတွေလည်းတေဆုံးနေကြကြောင်းကိုအတိတရားဝင်ကသားငယ်လေးရဲ့အလောင်းကိုစွန့်ပစ်ခဲ့ပါတော့တယ်အနည်းနောက်ဘုရားရှင်ရှေ့ကိုပြန်အောင်လာကငိုကြီးချက်မနဲ့ရှိနေခဲ့ပြီးတော့ဘုရားရှင်ကတော့မွေးဖွားလာသူတိုင်းဟာတနေ့မှာတေဆုံးကြခြင်းဟာလောကရဲ့နိယာမတစ်ခုပဲဖြစ်ကြောင်းငယ်ရွယ်သူဖြစ်စေအိုမင်းသူဖြစ်စေပညာတတ်သူဖြစ်စေပညာမဲ့သူဖြစ်စေအားလုံးဟာတနေ့တေကြမှာဖြစ်ကြောင်းဥမာအားဖြင့်လာစမ်းလာစုပ်လာကွယ်ဆိုပြီးတော့လူတွေကထင်မြင်ကြပေမဲ့တကယ်တမ်းမှာလာမင်းဟာအမြဲတမ်းအပြည့်ရှိနေပြီးလူတွေရဲ့အမြင်ကသာပြောင်းလဲနေတာဖြစ်ကြောင်းထို့တူပဲလူတွေရဲ့အမြင်မှာကလေးလူကြီးတွေဖြစ်ပေမဲ့တကယ်တမ်းရှိနေတာကသေခြင်းတရားသာဖြစ်ကြောင်းဘဝရဲ့အမှန်တရားတစ်ခုကအချိန်ကြာမြင့်စွာအသက်ရှင်လေဒုက္ခဆင်းရဲကိုပို့ပြီးတော့ခံစားရလေဖြစ်ပြီးဒုက္ခရဲ့အရင်းမြစ်ဟာလည်းမတည်မြဲတတ်တဲ့အရာဝတ္ထုတိုင်းကိုဆွဲလန်းနေတဲ့ဥပတ်ဒဏ်ကြောင့်သာဖြစ်ကြောင်းဟောကြားခဲ့ပါတယ်အမျိုးသမီးကဒီလိုဆိုရင်အဲ့ဒီဆင်းရဲဒုက္ခကဘယ်လိုလွတ်မြောက်နိုင်မလဲဖះဆိုပြီးတော့ပြန်မေးလျှောက်တဲ့အခါမှာဘုရားရှင်ကလွတ်မြောက်ခြင်းသို့ဥတည်သောအရေးကြီးဆုံးခြေလှမ်းဟာသိမြင်ခြင်းဖြစ်ကြောင်းကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကြုံလာတဲ့လောကရန်တိုင်းကိုတင့်လျောက်ပတ်စွာနှလုံးသွင်းခြင်းဆိုတဲ့အလေလက်လမ်းစဉ်ကိုကျင့်သုံးရင်တန်တရားကလွတ်မြောက်ပြီးငြိမ်းအေးရာကိုဆိုက်ရောက်မည်ဖြစ်ကြောင်းအဲ့ဒီချိန်ကျရင်မွေးဖွားခြင်းတေဆုံးခြင်းတွေးဆုံခြင်းနဲ့ခွဲခွာခြင်းတွေဟာအားလုံးအတူပဲဆိုတာသိနိုင်ပါလိမ့်မယ်ဆိုပြီးတော့ဟောကြားကာဂီတာဂေါရမီရဲ့တောကပရိဒေဝမိတော့ကိုငြိမ်းအေးစေခဲ့ပါတော့တယ်အမျိုးသမီးထွက်သွားချိန်မှာဗိမ္မာယမင်းကြီးကဘုရားရှင်ရဲ့တရားစကားတွေကြောင့်ကြီးညိုတရာထပ်ဆင့်တိုးကခုလိုပဲရှောက်တင်ခဲ့ပါတယ်အရှင်ဘုရားကျွန်ုပ်တခုလောက်တောင်းဆိုခြင်းပါတယ်အရှင်ကလောကီစည်းစိမ်အားလုံးကိုစွန့်တော်မူခဲ့တယ်ဆိုပေမဲ့ကျွန်ုပ်ရဲ့လက်ဆောင်ကိုတော့လက်ခံပေးတော်မူပါမာဂရတိုင်းရဲ့မြို့တကားအနီးမှာဝေလူဝန်ဆိုတဲ့ဥယျာဉ်ငယ်လေးတစ်ခုရှိပါတယ်အရှင်ဘုရားနဲ့တပည့်သားဝါကများအဲ့ဒီမှာသတင်းသုံးနိုင်မှုလှူဒန်းပါရစေဘုရားဒီကမှာဘုရားရှင်ကဗိမ္မာသားမင်းကြီးရဲ့အလူကိုလက်ခံတော်မူခဲ့ပြီးတော့မိုးရာသီလေးလတာကိုအဲ့ဒီဥယျာဉ်မှာသတင်းသုံးမဲ့အကြောင်းကိုမိန်ကြားခဲ့ပါတော့တယ်တပတ်ကနန်းတော်မှာမင်းကြီးတုတ်တော်ဒရဟာညီတော်ဒရိုနာဒန်ကိုဒေဝရရဲ့လောက်ရက်တွေဟာတနေ့တခြားဆိုးဝါးလာနေကြောင်းကိုပြောဆိုနေခဲ့ပါတယ်သင်ရဲ့သားတော်လောက်ရက်တွေကတဖြည်းဖြည်းနဲ့တရားလွန်လာခဲ့ပြီမင်းကြီးအမျက်တော်မရှာပါနဲ့မင်းကျက်တော်သူဖြစ်တတ်မှတ်ပြီးခွင့်လို့ပေးတော်မူပါကျွန်တော်သူကိုနားလည်အောင်ဆုံးမပေးပါမယ်သင်ကဘာများလုပ်နိုင်မှာမဟုတ်လို့လေသူကသွန်သင်ဆုံးမလို့ရနိုင်လို့လားအဲ့ဒီချိန်မှာပဲဒေဝရရောက်လာခဲ့ပြီးတော့မင်းကြီးစင်ခေါ်လို့ရောက်လာပါကြောင်းရှောက်တင်လိုက်ပါတယ်မင်းကြီးကဒေဝရတင်ရင်ချင်းမှုစည်းကမ်းတွေကိုမေ့လျော့ကုန်ပြီလားမင်းညာကဘာကြောင့်နန္ဒကိုမူယူတောက်စားအောင်မြောက်ပင်ပေးရတာလဲမင်းညာကမူရနေချိန်မို့ကျွန်တော်မပြောပဲလွတ်ပေးလိုက်တာဒေဝရတင်ဟာအရင်ကလည်းသေရင်မူရပြီးကျွန်တော်ကိုမယုံမသေးဆက်ဆံခဲ့ဘူးတယ်အဲ့ဒီတုန်းကလည်းတင်ဟာတိတ်ထကိုအပြစ်တွေပုံချခဲ့ပြီမဲ့တင်ကိုမရင်ကျက်သေးသူလိုပဲမှတ်ယူပြီးကျွန်တော်လစ်လူရှုပေးခဲ့ပြီးပြီဒီတခါတော့တင်သေးချာမှတ်ထားပါဒါဟာတင်ကိုနောက်ဆုံးသတိပေးခြင်းပဲဖြစ်နောက်တစ်ချိန်နန္ဒအပါဝင်တခြားမင်းကြီးမင်းသားတွေကိုမြောက်ပင်ပေးရင်တော့ပြင်းပြင်းထန်ထန်အရေးယူခံရလိမ့်မယ်ဆိုပြီးတော့သတိပေးလိုက်ပါတော့တယ်ဒေဝရကကျွန်တော်မြောက်ပင်ပေးတာမဟုတ်ပါမင်းကြီးနန္ဒကိုယ်တိုင်ကတောင်းဆိုတာပါဆိုပြီးတော့ရှောင်လွှဲဖို့ကြိုးစားပေမဲ့မင်းကြီးကတင်ဟာနောင်တော်ကြီးပဲတားဖို့ကြိုးစားမှာပေါ့သူကရေတွင်းနဲ့ခုံချဖို့တောင်းဆိုလာရင်ရောတင်ကခုံချမှာမဟုတ်လို့လားခုချိန်ကစားပြီးနန္ဒအပျော်ဆိုင်ကိုသွားတော့မှာမဟုတ်ဘူးသွားခဲ့ရင်လည်းအဲ့ဒီတော့တင်တောင်းဝင်ယူရလိမ့်မယ်လို့ဆိုလိုက်ပါတယ်ဒရိုနာတန်ကမင်းကြီးပို့ပြီးတော့ဒေါသထွက်လာမှဆိုရင်အားကြောင့်ဒေဝရတ်ကိုတင်ကနောင်တော်ဖြစ်ပြီးညီငယ်တွေကိုဘာကြောင့်ဒီလိုမျိုးမြှောက်ပင်ပေးနိုင်တာလဲမင်းကြီးကိုချက်ချင်းတောင်းပန်လိုက်စမ်းနောင်ကိုဒီလိုထပ်မဖြစ်စေရဘူးလို့ဂတိပေးလိုက်လို့ဆိုကဒေဝရတ်ကိုမင်းကြီးရဲ့ခြေထောက်စီတွန်းလှော့လိုက်ပါတယ်ဒေဝရတ်အချိန်နဲ့မင်းကြီးရဲ့ခြေထောက်ကိုဖတ်ထားလိုက်မိပြီးမင်းကြီးကဒါကိုတကယ်ထေမှတ်ကဒေဝရတ်ကိုပြန်ဆွဲထူပေးလိုက်ပါတယ်အဲ့ဒီနောက်ဒေဝရတ်တင်ဟာနန္ဒရဲ့အကူကြီးဖြစ်တယ်တင်ကိုလည်းကျွန်တော်ချစ်ပါတယ်ဒါပေမဲ့အမားတွေထက်ကလုံနေတဲ့အခါကျွန်တော်ကိုယဉ်နာစေတယ်တကယ်တော့တင်ဟာလည်းကျွန်တော်ရဲ့သားလိုပါပဲအမားတွေထပ်မလို့ပါနဲ့တော့လို့ဆိုကပြန်ထွက်သွားခဲ့ပါတယ်မင်းကြီးထွက်သွားချိန်မှာတော့ဒရိုနာဒန်က
ဒီနေ့အဆက်ရမှုတော့ပြန်လက်စားချေရမယ်လို့ဆိုနေခဲ့တယ်လို့ဒေဝဒက်ကလည်းယာစားပလင်ကိုလူယူသူ့ရဲ့နေရာမှန်ကိုပြရမယ်လို့ဒါအချင်းချင်းနေခဲ့တာပါဂျိုနာတန်ကယာစားပလင်ကိုဘယ်လိုလူယူမှလဲလို့မေးတဲ့အခါမှာဒေဝဒက်ကသူ့ကိုယာစားပလင်ကဆွဲချဖို့အစာတသက်ကိုနေရုပ်ဖြစ်အတုံးချပြမယ်လို့ဆိုခဲ့တာဖြစ်ပါတယ်ဗိမသားမင်းကြီးအိတ်ဆောင်နဲ့ဝင်လာချိန်မှာအခန်းထဲမှာအစာတသက်ကြိုပြီးတော့ရောက်နေတာကြောင့်တင်ပါเจ้าနဲ့ရောက်နေရတာလဲလို့မေးလိုက်ပါတယ်အစာတသက်ကဘာကြောင့်လဲကျွန်တော်ရဲ့ဖခင်ခန်းကိုလာခွင့်မရှိတော့ဘူးလားဆိုပြီးမချေမငံစွာနဲ့ပြန်ပြောခဲ့ပြီးတော့မင်းကြီးကစင်ခေါ်စင်ကရောက်မလားကျွန်တော်ကမြင့်မြတ်သူနဲ့တွေ့ဆုံပြီးတော့လဲသင်ကပမာမခန့်နဲ့ဆက်ဆံခဲ့ဗုဒ္ဓကိုယိုသေးကန်းဆိုင်သင်ဘွားကောင်းရာကိုရောက်ရမှာနားမလည်နိုင်တာလားလို့ဆိုခဲ့ပါတယ်အစာတသက်ကအသုံးဝင်တဲ့သူကိုကျွန်တော်ဘယ်တော့မှဥမညွတ်နိုင်ဘူးလို့ပြောခဲ့ပြီးမင်းကြီးကလည်းဒီလိုမာမာနာတွေကြောင့်သင်တနေ့ကြာရှုံးရလိမ့်မယ်လို့ဆိုလိုက်ပါတယ်အစာတသက်ကဖာခမီတော်ကိုသားတော်ဒီလိုပဲချိန်ဆရနိုင်တာပဲကိုလေးစားတိုင်းလူတိုင်းကိုလေးစားခိုင်းလို့လေသားတော်နဲ့လည်းအမြဲတမ်းသဘောထားကွဲလွဲနေရတယ်တိတ်တထားနဲ့မိတ်ဆွေကောင်းဖြစ်ပြီးကပ်ပြီးလက်ဝတ်ကိုကာကွယ်ဖို့လိုရှိခဲ့တာခမီတော်ပဲအခုရမ်းဖြစ်သွားပြန်တော့လေဝေလူဝင်ဥယျာဉ်ကိုပေးလိုက်ပြန်တယ်ဆိုပြီးတော့ဖာခင်ကိုအပြစ်တင်စကားတွေစုံနေခဲ့ပါတယ်မင်းကြီးကကျွန်ုပ်ဓာရီလို့ဖို့တင့်ကိုခွင့်ပြုချက်တောင်းရအောင်မလားလို့ပြန်မေးတဲ့အခါမှာအစာတသက်ကမင်းကြီးဗုဒ္ဓကိုလက်ဆောင်ပေးပေမဲ့တစ်သလုံးတိုင်းပြည်ကောင်းကျိုးတဲ့ဟောပြောပေးခဲ့ကြတဲ့ပုံတော်တွေကိုကြတော့ဒါမျိုးလက်ဆောင်မပေးဘူးပါလားလို့ဆိုခဲ့တာပါဒီလိုနဲ့ပဲသားဖားနှစ်ယောက်အကြီးကျယ်စကားများကုန်ကြပြီးတော့နောက်ဆုံးမှာအစာတသက်ကဓာဆွဲထုတ်ဖို့လုပ်ပါတော့တယ်မင်းကြီးကဒီမြင်ကွင်းကိုကြည့်ကကျွန်ုပ်ကတင်းရဲ့ဖခင်ပါလို့ဆိုလိုက်တဲ့အခါအစာတသက်ကဒါကြောင့်ပဲအမြဲတမ်းစိတ်ပြတ်နေခဲ့ရတာလို့ဆိုကလှည့်ထွက်သွားခဲ့ပါတော့တယ်အိုင်နောက်မင်းကြီးကအန်ဘာပါလီရဲ့နန်းဆောင်ကိုရောက်လာခဲ့ပြီးမျက်နှာမตาမယာနဲ့ရှိနေခဲ့ပါတယ်အန်ဘာပါလီကအကျိုးကြောင့်မေးရမှာမင်းကြီးကကျွန်ုပ်ဟာဒိုင်းပြည်ရဲ့ဘရင်တစ်ပါးဖြစ်ပေမဲ့တာမန်ပြည်သူဒူးထက်ကိုအားကိုးရမဲ့နေခဲ့ပြီဗုဒ္ဓကြွလာတာတော့တင်နဲ့တင်းရဲ့သားတော်ကိုမစင့်ခေါ်နိုင်ခဲ့ဘူးတင်းကိုစင့်ခေါ်လိုက်မိဖုရားအမျက်တော်ရှာပြီးအစာတသက်ကလည်းလူများရှိမှတင်းကိုအပြစ်ပြောဆိုပြန်လိမ့်သားတော်ကတင်းကိုဆိုရင်အမြဲမကောင်းမြင်နေတော့တာပဲလို့ဆိုခဲ့ပါတယ်အမ်ဘာပါလီကကျွန်ုပ်တို့ချင်းရဲ့အခြေအနေကလည်းကွာခြားလုံးတာကြောင့်ပါကျွန်ုပ်တို့နဲ့သားတော်နဲ့မသိမမြတ်ဖြစ်ရတာအတွက်ဘာများပြန်လုပ်ပေးရပါမလဲလို့ပြန်မေးခဲ့ပါတယ်မင်းကြီးကတင်ဘာမှလုပ်လို့မရပါဘူးအစာတတ်နဲ့ကျွန်ုပ်ကြားမှာဟိုးရင်ကလေးကသဘောထားကွဲလဲမှုတွေကရှိနေခဲ့ပြီးသားပါတနေ့မှသူကဖခင်မြစ်တာကိုတော့မမြင်နိုင်တော့ပဲထီးနန်းကိုချင်းချောက်လာနိုင်တယ်သူကမာဂရာတိုင်းကိုသူ့သဘောနဲ့သူစိတ်တိုင်းကြအုပ်ချုပ်ချင်နေတာသူ့ရဲ့မကောင်းမြင်စိတ်ကသူ့ကိုအမှောင်ဖုံးနေခဲ့ပြီဗုဒ္ဓကိုလည်းမယုံမသေးပြုတ်တယ်ပြင်အသုံးမကျတဲ့သူလို့တော့အပြစ်တင်လိုက်သေးတယ်ဒါဟာကျွန်ုပ်ရဲ့ကံပါပဲဘယ်သူမှလည်းကူညီနိုင်မှာမဟုတ်ပါဘူးကျွန်ုပ်လက်သင်ခံရတော့မှာပေါ့ဆိုပြီးတော့ပြောလိုက်ပါတော့တယ်နောက်နေ့မနက်ခင်းမှာရှေးရသားစီစုံကန်ထွက်ချိန်မှာအိမ်တိန်ကအမျိုးသမီးကထမင်းရည်တွေလောင်းထည့်ပြီးတော့အလုံးမလုံးချင်မဲ့ထမင်းစားခြင်းလို့တော့မရဘူးဒီတော့ထမင်းရည်ပဲတောက်ထမင်းစားခြင်းတော့ကိုယ်တိုင်လဲထုံးပြီးစပားဆိုင်ဆိုပြီးပြောခဲ့တာပါဒါမဲ့အရှင်အသားစီကတော့အေးချမ်းစွာပဲအမျိုးသမီးကိုကောင်းချီးပေးကပြန်ထွက်သွားခဲ့ပါတယ်ဒီမြင်ကွင်းကိုရှင်သာရိပုတ္တရာလောင်းလျာဖြစ်တဲ့ယတိတစ်ပါးကမြင်သွားခဲ့တာကြောင့်တင်းရဲ့ပြုမှုတွေကအံ့ဩစရာပဲအမျိုးသမီးကစိုးစိုးဝါးဝါဆက်ဆံတာတော့တင်းကစုပြန်ပေးနေပါလားတင်းကိုကြည့်ရတာအရန်တည်ငြိမ်ပြီးတော့ငြိမ်ချမ်းလှပါတယ်လို့ဆိုခဲ့ပါတယ်ယဟန်ကဒါရီယာကျွန်ုပ်ဆရာရဲ့ညွှန်ကြားမှုတိုင်းလိုက်နာကြင်ကြံခဲ့လို့ပါဆိုပြီးတော့ပြောရမှာတင်းရဲ့ဆရာကဘယ်သူလဲဆိုပြီးတော့မေးလာပါတော့တယ်ယဟန်ကကျွန်ုပ်ရဲ့ဆရာကဗုဒ္ဓဘုရားရှင်ဖြစ်တယ်လို့ဆိုခဲ့တဲ့အခါမှာယတိကကျွန်ုပ်ကိုလည်းအဲ့ဒီတရားတွေပြန်သင်ကြားပေးလို့ရနိုင်မလားလို့မေးလိုက်တာပါယဟန်ကကျွန်ုပ်ကိုယ်တိုင်သင်ယူနေစေရှိပါသေးတယ်ဗုဒ္ဓအလဲလက်လမ်းစဉ်ကိုကျင့်သုံးဖို့လမ်းညွှန်ပေးတယ်ဒီလမ်းစဉ်ကအားလုံးကိုဒုက္ခဆင်းရဲတွင်းတွေကလွတ်ငြိမ်းစေနိုင်လိမ့်မယ်မိမိရဲ့စိတ်တကားကိုဖွင့်ထားပြီးကိုပြန်လဲဆင်ခြင်ကြည့်ပါဒါဟာသိမြင်ခြင်းရဲ့တကားပေါက်ဖြစ်တယ်ဒီကဘာကြီးပေါ်ကသက်ရှိတရားဝါတွေအားလုံးဟာအနတ္တသဘောတွေဖြစ်တယ်ဝေဖွာကြီးပြင်းတဲ့အခါမှာစัจ java လာကြီးရဲ့မြူတမုံဖြစ်တည်ရှိရသလိုတေဆုံးပြီးတဲ့အခါလဲစัจ java လာကြီးတို့မြူတမုံစာလေးပါပဲဆိုပြီးဘုရားရှင်ရဲ့တရားစကားတွေကိုဟောပြလိုက်ပါလိယတိကရှုပ်ထွေးမယ်လို့ထင်ရပေမဲ့တင်ရှင်းပြတော့လေရိုးရှင်းလွယ်ကူလွန်းတာပဲနောက်ထပ်ပြောပြပေးပါအောင်ဆိုပြီးတော့ထက်ကတောင်းဆိုပါလိယဟန်ကနောက်ထပ်တရားစကားများကိုအချိန်တော်ကြာဟောကြားပြီးတဲ့အချိန်မှာတော့ယတိကတင်းရဲ့ဆရာကတပည့်တာဝကများလက်ခံပါသီးသလားလို့မေးခဲ့ပါတော့တယ်ယဟန်ကလက်ခံတဲ့အကြောင်းခေါင်းငိမ်ဝန်ခံလိုက်ရမှာယတိလဲသူ့ရဲ့ကျောင်းသင်ခန်းစီအပြေးပြန်သွားခဲ့ပါလိအဲဒီနောက်ရှင်မောက်ကလန်နဲ့တကွသတင်းသုံးပေါ်ယတိများအားလုံးကိုကျွန်ုပ်တို့လိုက်ရှာနေတဲ့သူကိုတွေ့ရှိခဲ့ပြီးဖြစ်ကြောင်းကိုပြောပြပါတော့တယ်သူကကျွန်ုပ်တို့အားလုံးညံလင်းရရှိနိုင်ကြောင်းပြောတယ်သူကိုယ်တိုင်ညံလင်းကိုရှာဖွေတွေ့ရှိတာတဲ့သူကဘသူအဆိုမိန်ကိုမှလည်းမျက်စိမိန်မယုံဘူးကိုယ်တိုင်သိမြင်မှညံလင်းအစ်စ်လို့ဟောခဲ့တယ်တန်တရားလွတ်မြောက်ရာအမှန်ကိုသိမြင်နိုင်ဖို့အနတ္တပညာဉာဏ်ကိုရနိုင်ဖို့ကျွန်ုပ်တို့ဗုဒ္ဓကိုကိုးကွယ်စည်းကပ်ကြမယ်တ
တင်းကိုကြည့်ရတာတရားထူးရလာသူရွှေလန်းတက်ကြွနေလိုက်တာကျွန်တော်တို့အားလုံးဗုဒ္ဓစီကိုအခုပဲသွားကြတာပေါ့တကယ်လို့ကျွန်တော်တို့အားလုံးသာအတူတူထွက်သွားကြမယ်ဆိုဒီမှာဆရာသခင်တစ်ပါးတည်းကြံရစ်ခဲ့လိမ့်မယ်ဒါဆိုလဲကျွန်တော်တို့ဆရာသခင်စီမှာအတူတူခွင်တောင်းကြတာပေါ့ပြီးတော့မှဆရာသခင်ပြောတဲ့အတိုင်းအစီအစဉ်လုပ်ကြရင်ကောင်းပါလိမ့်မယ်အဲနောက်ဆရာသခင်ရဲ့အကြောင်းသင်ခန်းတွေကိုဝင်သွားခဲ့ကြပြီးဆရာသခင်ကအားလုံးရေးကြီးတုတ်ပြနဲ့ဒီကိုရောက်လာကြတာပဲတခုခုများအရေးကြီးကိစ္စရှိနေကြတာလားလို့မေးခဲ့ပါလိမ့်ရှင်သာရိပုတ္တရာလောင်းလျာကအရှင်ဘုရားမာဂရအတိုင်းကိုဗုဒ္ဓကြွလာပါတယ်သူဟာတန်တရားမှလွတ်မြောက်အောင်လမ်းကိုရောက်နိုင်ဖို့လမ်းညွှန်ပေးနိုင်မယ်လို့ကျွန်တော်တို့အားလုံးယုံကြည်ကြပါတယ်ဆရာသခင်ခွင့်ပြုမယ်ဆိုရင်ကျွန်တော်တို့ဗုဒ္ဓကိုသွားတွေ့ကြမလို့ပါလို့အရေးဆုံးပြောလိုက်ပါတယ်ဆရာသခင်ကသင်တို့အားလုံးပဲသွားကြမလို့လားကျွန်တော်ကမောက်ကလန်နဲ့တင့်ကိုကြောင်းစင်ကလွှဲဖို့စဉ်းစားထားတာဒါပေမဲ့သင်တို့ဆုံးဖြတ်ပြီးပြီဆိုရင်တော့ကျွန်တော်လည်းမတားလို့တော့ဘာလို့ဆိုလိုက်ပါတယ်အဲဒီခါမှာမောက်ကလန်ကအရှင်ဘုရားကျွန်တော်တို့ဟာတရားရဖို့အတွက်အိမ်နဲ့မိသားစုကိုပါစွန့်ခဲ့ပြီးပါပြီကျောင်းသင်ခန်းအတွက်နဲ့တန်ရုံးစင်ထပ်မဖြစ်စေပါနဲ့တော့လို့ဆိုကညင်းလိုက်ပါတယ်ဒီခါမှာဆရာသခင်ကလည်းကောင်းပါပြီသင်တို့အားလုံးသွားနိုင်ကြပါတယ်ညံလေးရအောင်ကြိုးစားအားထုတ်ကြပါလူတော်စုနဲ့ပြေးဝကြပါစေလို့ဆုတောင်းပေးကသဘောထားကြီးစွာပဲခွင့်ပြုပေးခဲ့ပါတော့တယ်ဘုရားရှင်စီကိုယသိများရောက်လာခဲ့ပြီးတော့ရှင်အသာစီကဒီယသိများဟာယသိကြီးစံကြီးရဲ့တပည့်တာဝကများဖြစ်ကြပြီးယခုဘုရားရှင်စီမှာတပည့်ခံယူလိုတာကြောင့်ရောက်လာကြကြောင်းဆိုခဲ့ပါလေဘုရားရှင်ကသင်တို့အားလုံးအခုလိုထွက်လာတော့ယသိကြီးစံကြီးစိတ်ထိခိုက်ကြံနေခဲ့မှာပဲလို့ဆိုတဲ့အခါမှာယသိများကဆရာသခင်ကိုယ်တိုင်ကခွင့်ပြုပေးခဲ့တာပါလို့ပြောပြကြပါတယ်ဘုရားရှင်ကသင်တို့ဆရာကစိတ်သဘောထားပြီးွားတဲ့သူပဲလို့ဆိုခဲ့ပြီးတော့ယသိများကဘုရားရှင်ကိုဥခိုက်ရှိခိုးကကျွန်တော်တို့ကညံလင်းကိုရလို့ကြပါတယ်အရှင်ဘုရားရဲ့လမ်းညွှန်မှုနဲ့လည်းတန်တရားကလွတ်မြောက်နိုင်မယ်လို့ယုံကြည်ကြပါတယ်အခုကိုယ်တိုင်ဖူးတွေ့လိုက်ရရုံနဲ့ကျွန်တော်တို့ရဲ့ရှာဖွေမှုများစုံကန်းတိုင်ခဲ့ပြီလို့ခံစားရပါတယ်ဒါကြောင့်အရှင်ရဲ့တပည့်ဖြစ်လက်ခံပေးပါဆိုပြီးတော့တောင်းဆိုခဲ့ကြပါတော့တယ်အဲဒီနောက်ဘုရားရှင်ကအားလုံးကိုယဟန်ဝတ်လဲစေပြီးတရားဒေသနာများကိုဟောကြားပေးခဲ့ပါတယ်ယဟန်တစ်ပါးကအရှင်ဘုရားတရားကျင့်ကြံခြင်းကနေဘာများရရှိခဲ့ပါသလဲလို့မေးတဲ့အခါမှာဘုရားရှင်ကတရားကျင့်ခြင်းကြောင့်ဘာမှမရရှိခဲ့တဲ့အပြင်ဒေါသတရားပူဆွေးတော့ကများစိုးရိမ်စိတ်များကိုတော့ဆုံးရှုံးသွားတယ်လို့မိန့်ခဲ့တာပါအဲဒီနောက်တော်မီလောင်တဲ့အခါမိယာဆက်လက်လောင်နေဖို့အတွက်တစ်ပင်နဲ့အပင်တွေအားလုံးကိုဝါမျိုးပြစ်တယ်လို့လောင်စာပူများလေလေပိုပြီးကြောက်စရာကောင်းလေလေဖြစ်ကြောင်းထို့တူပဲမိမိတို့မှာလောဘဒေါသမာမာနဆိုတဲ့လောင်စာတွေဟာတောကအပူမီးတွေကိုပုံမိုလောင်မြိုက်စေကြောင်းလောကီကာမဂုဏ်ကိုလိုက်စားနေသည်၍လောဘအပူမီးရလည်းတောက်လောင်နေအောင်မှာဖြစ်ကြောင်းလူတယောက်ဟာလည်းစည်းစိမ်ချမ်းသာများပြားလေလေလူအင်ဆန္ဒတွေပိုများလေလေဖြစ်ပြီးဘယ်တော့မှစိတ်ငြိမ်းချမ်းနိုင်မှာမဟုတ်ကြောင်းဒါကြောင့်ရာရာကိုပယ်စွန့်နိုင်သူဟာဆိုရင်ကြောင်းကြမှုကင်းစွာနေထိုင်နိုင်မှာဖြစ်ပြီးတော့သူဟာဒီကဘာမြေကြီးပေါ်ကကြီးစွာသောရွှေလန်းမှုကိုရနိုင်လိမ့်မယ်ဆိုပြီးရှင်တော်ဘုရားဟောကြားခဲ့ပါတော့တယ်တပတ်ကကပိလဝပြည်မှာတရားရေးဝန်ကြီးကအဇာတသက်ဘာကြောင့်ရောက်လာရတာလဲလို့မေးခွန်းထုတ်နေပြီးဒရိုနာတန်ကအကြောင်းရင်းတော့မသိရသေးပေမဲ့ကောင်းမဲ့ကိစ္စတော့မဟုတ်နိုင်ဘူးလို့ဆိုခဲ့ပါတယ်။ဦးရီတော်ကလည်းတိတ်တထလည်းဒီမှာမရှိတာကြောင့်တရင်ဆိုတော့မဖြစ်ပါစေနဲ့လို့ကြိတ်ဆူတောင်းနေမိခဲ့ပါတယ်။မကြခင်မှာမင်းကြီးတုတ်တော်ဒနာညီလာခံတွင်ကိုကြွချီလာခဲ့ပြီးတော့တရားရေးဝန်ကြီးကအရှိန်မင်းကြီးကိုမင်းသားအဇာတသက်ကတွေးခွင့်တောင်းနေကြောင်းနဲ့အခုဧည့်သည်တော်နားနေခန်းမှာဒေဝရတ်နဲ့တူရှိနေပါတယ်လို့ရှောက်တင်လိုက်ပါတယ်။တပတ်မှာဒေဝရတ်နဲ့အဇာတသက်တို့တေတူတောင်းရင်းနဲ့စကားပြောလျက်ရှိနေကြပါတယ်။ကျွန်တော်ငယ်စဉ်ကကြက်သစ်တွေကိုအမဲလိုက်ဖူးတယ်။ဒါပေမဲ့အခုတော့ကြက်သစ်တွေကိုအမဲလိုက်အောင်နဲ့စိတ်မကျေနပ်နိုင်တော့ဘူး။ကျွန်တော်လက်နဲ့ကိုယ်တိုင်ဖမ်းအသက်နှုတ်ယူပြီးတေဆုံးတာကိုထိုင်ကြည့်ချင်နေတာ။ကျွန်တော်တို့မှာတူညီတာတွေများပါတယ်မင်းသားဒေဝရတ်။ဒီနေ့မှာကျွန်တော်တို့တေချာပေါက်အတူတူအမဲလိုက်နိုင်မှာပါ။အဲဒီချိန်မှာတရားရေးဝန်ကြီးရောက်လာကမင်းကြီးကအဇာတသက်ကိုညီလာခံတွင်ဝင်ရောက်စေဖို့ဆင့်ခေါ်လိုက်ကြောင်းလာပြောခဲ့ပါတယ်။ညီလာခံတွင်ကိုရောက်လာချိန်မှာမင်းကြီးကချစ်ကြည်ရင်းနှီးစွာကြိုးဆိုခဲ့ပြီးတော့တင်လာမယ်ဆိုတာကြိုတင်စကားမပါတာကြောင့်ဘာမှတော့ပြင်ဆင်ချိန်မရခဲ့ဘူးလို့ဆိုလိုက်ပါတယ်။အဇာတသက်ကမချိမကန်စွာနဲ့အရေးပေါ်ကိစ္စပေါ်လာတဲ့ကြောင့်ရုတ်တရက်လာခဲ့တာပါမင်းကြီး။အခုမင်းသားသိဋ္ဌရမာကရတိုင်းကိုဗုဒ္ဓဖြစ်ရောက်လာပြီးအချင်းတွေကိုရှုပ်ထွေးစေပါတယ်။တိုင်းသူပြည်သားတွေကြားသဘောထားကွဲလွဲမှုတွေတိုးလာနေပြီးတော့တခြားတိုင်းပြည်ကလူများဟာလည်းမာကရတိုင်းတွေကိုရဟန်းဖြစ်နေဝင်ရောက်လာပါတယ်။ဒါကတိုင်းပြည်ပြဿနာတွေကိုပုံမရှုပ်ထွေးစေပါတယ်။နောက်ပြဿနာတစ်ခုကပိုပြီးတော့ဆိုးရွားပါသေးတယ်။မာကရတိုင်းရဲ့နယ်စွန်နယ်ပြားတွေမှာဓမြတိုက်မှုတွေဇက်တိုက်ဖြစ်လာနေတယ်။ဓမြတွေကိုနှိမ်နှင်းဖို့စစ်တီအမြောင်များလဲလိုအပ်နေတယ်။ဒါကြောင့်ကပိလဝကိုကာကွယ်ဖို့စေလိုထားတဲ့စစ်တီတွေကိုပြန်ခေါ်သွားခြင်းတယ်။ကျွန်တော်ဒီအတွက်အဓိကလာပါခြင်းဖြစ်တယ်လို့ဆိုလိုက်တာဖြစ်ပါတယ်။မင်းကြီးကသင်ရဲ့စစ်တီတွေကိုပြန်ခေါ်သွားခင်နဗီတော်ကုံသွယ်မှုကိုထိခိုက်စေလိမ့်မယ်။ကုံသွယ်တွေလည်းလုံခြုံမှုရှိနိုင်မှာမဟုတ်တော့။ကိုရှယ်အတွက်လည်းအခွင့်အလမ်းတစ်ခုဖြစ်လာပြီးတိုင်းပြည်ကျူးကျော်ခံရနိုင်တယ်ဆိုပြီးတော့ပြန်ရှင်းပြခဲ့ပါတယ်။ဒါမဲ့အဇာတသက်ကတော့မင်းကြီး
ကျွန်တော်ကနောက်ထပ်ရွေးစရာမရှိပါဘူးတင်တို့လည်းအချိန်တိုင်းတာတစ်ခုထိကာကွယ်ပေးခဲ့ပြီးပြီပဲလုံလောက်ပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့စစ်တပ်ကိုပြန်ခေါ်ပြီးမကြခင်မှာပဲထွက်ခွာပါမယ်လို့ဆိုကပြန်လှည့်ထွက်သွားခဲ့ပါတယ်မင်းကြီးကစိတ်လေးလံစွာနဲ့ပလင်ပေါ်ပြန်ထိုင်ချလိုက်ပြီးတရားရေးဝန်ကြီးကအရှိမင်းကြီးတကယ်လို့အစာတသက်ကစစ်တီတွေကိုပြန်ခေါ်သွားမယ်ဆိုရင်ကိုရှယ်ဘင်အတွက်အခွင့်အလမ်းဖြစ်ပြီးတိုင်းပြည်ကိုစစ်ပြူလာနိုင်ပါတယ်တက်ကြပြီးဟာဒုက္ခရောက်တော့မှာပဲဆိုပြီးရှောက်တင်ခဲ့ပါတယ်မင်းကြီးကမင်းသားအစာတသက်ဟာစိတ်မြန်တယ်ဒါလို့ရနိုင်မှာမဟုတ်ဘူးတိတ်ထတာရှိနေဘရင်ဗိမသာရကိုအကျိုးကြောင့်ရှင်းပြပေးနိုင်မှာပဲဆိုကတားတော်ကိုလွှမ်းနေမိပြန်ပါတယ်အဲ့ဒီမှာဒေဝရတ်ကမင်းကြီးတိတ်ထမရှိပေမဲ့ကျွန်ုပ်ရှိပါတယ်ကျွန်ုပ်ပြောကြည့်ပါမယ်ခြေနေတွေအားလုံးကိုကျွန်ုပ်ရှင်းပြပေးပါမယ်သူစစ်တီတွေကိုပြန်ခေါ်မသွားအောင်ကျွန်ုပ်တားနိုင်စွမ်းရှိပါတယ်လို့ဆိုခဲ့ပါတယ်ဒိုနာတန်ကလည်းအရှိမင်းကြီးဒီကိစ္စကတင့်လျော်ပါတယ်ဒေဝရတ်သာစူးစမ်းရင်အစာတသက်ကိုတားနိုင်ပါလိမ့်မယ်သူ့ကိုအခွင့်အရေးပေးတင်ပါတယ်လို့ဝင်ပြီးတော့ထောက်ခံလိုက်တာပါဒီခါမှာမင်းကြီးကလည်းတခဏမျှစဉ်းစားပြီးတဲ့နောက်ကောင်းပြီလေတင်စွမ်းသမျှစူးစမ်းကြည့်ပါလို့ဆိုခဲ့ပါတော့တယ်ညပိုင်းချိန်မှာမာဂရတန်မှုစီကိုဒေဝရတ်ကရောက်သွားခဲ့ပြီးရွှေတင်းကများစွာလက်ဆောင်ဖြစ်ပေးရခဲ့ကတန်မှုကဒါတွေကဘာအတွက်ပါလဲလို့မေးရမှာဒေဝရတ်ကကျွန်တော်တို့ကိုအချိန်တော်ကြာကာကွယ်မှုပေးခဲ့လို့မင်းကြီးပေးလိုက်တဲ့လက်ဆောင်တွေပါပြီးတော့တင်တို့ရဲ့မာဂရအပြန်လန်းလဲဘေးကင်းပါစေလို့ဆန္ဒပြုပေးလိုက်ပါတယ်ဆိုပြီးတော့ပြောခဲ့တာပါတန်မှုကကျွန်တော်တို့မာဂရတိုင်းကိုပြန်မှုဘသူကပြောလိုက်တာလဲကျွန်တော်တို့မင်းကြီးဗိမသားစီကဘာအမိန့်မှမရထားပါလားလို့မေးလိုက်ရမှာအဲ့ဒီအမိန့်ကျွန်တော်မှရှိတယ်ဆိုတော့အတန်နဲ့တူဇာတသက်ရောက်လာခဲ့ပါတယ်တန်မှုကစိုးရုံလာပါတယ်မင်းသားဒါပေမဲ့မင်းကြီးကသူ့အမိန့်မပါပဲကပီလဝဘီကနေထွက်ခွာလို့မရတော့မိန့်မှာထားပါတယ်ဆိုခဲ့ပါတယ်ဒါမဲ့အဇာတသက်ကဒေါသတကြီးနဲ့ကျွန်တော်တို့မင်းသားအမိန့်ကိုလွန်ဆန်ရဲတာလားသွားခုချက်ချင်းမာဂရတိုင်းကိုပြန်မှုပြင်ဆင်စမ်းလို့ဆိုခဲ့တာကြောင့်တန်မှုလည်းမလွန်ဆန်ဝင့်ပဲထွက်သွားခဲ့ပါတယ်အဲနောက်ဒေဝရတ်ကကျွန်တော်တို့မှာတူညီတာတွေများပါတယ်မိတ်ဆွေကျွန်တော်တို့ရဲ့ဘရင်နှစ်ပါးလုံးကအိုမင်းလာပြီးကျွန်တော်တို့နှစ်ဦးစလုံးကတော့ငယ်ရွယ်နေသေးပဲသူတို့ရဲ့အတွေးခေါ်တွေကကျွန်တော်တို့နဲ့ဘယ်တော့မှကိုက်ညီမှာမဟုတ်တကယ်ဆိုကျွန်တော်တို့ကတမိုင်းတွင်ကျန်းသူတွေဖြစ်မှတ်တမ်းတင်ခမ်းမဲ့သူတွေဖြစ်တယ်။ဒါပေမဲ့တင်းရဲ့မင်းကြီးကဒါကိုနားမလဲသလိုကပိလဝပြည့်ရှင်ကလည်းဒါကိုနားမလဲရှာဘူး။ဒါကြောင့်နီလန်တစ်ခုရှားမယ်လို့ဆိုခဲ့ပါတယ်။အစာတသက်ကဘလို့နီလန်များလဲကျွန်တော်ကိုပွင့်လင်းစွာပြောဆိုနိုင်တယ်လို့ဆိုလိုက်တဲ့အခါဒေဝရတ်ကဒီကစစ်တီတွေကဗိမသားရဲ့တစ္ဆာကန်တွေဖြစ်တယ်လို့ကျွန်တော်စီမှာလည်းကျွန်တော်ပေါ်တစ္ဆာစောင့်သိကြတဲ့ရဲမှတ်တွေရှိ။ဘယ်ချိန်မှဆိုကြာရကိုဆေလွတ်နိုင်တယ်။ဒီစစ်တီတွေနဲ့တင်ဟာမာဂရထီးနန်းကိုရယူနိုင်လိမ့်မယ်။အပြန်လန်နေနဲ့ကျွန်တော်ကိုလည်းတက်ကြပြီးတောင်စုရဲ့မင်းကြီးဖြစ်ကြေညာပေးရမယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။အစာတသက်ကဒီလိုဆိုရင်ကျွန်တော်ကတင်းရဲ့ရဲမှတ်တွေကိုပြန်ခေါ်သွားပြီးကျွန်တော်ဖခင်တစ္ဆာကန်ရဲမှတ်တွေကိုတော့ဒီမှာပဲထားခဲ့ုံပေါ့။သူတို့ဒီမှာပိတ်မိနေဘရင်ဗိမသားကိုလည်းကဲနေနိုင်မှာမဟုတ်တော့ဘူးလို့ဆိုပြီးတော့သဘောပေါက်သွားပါတော့တယ်။ဒေဝရတ်ကဒါကြောင့်မင်းကြီးတုတ်တော်ရဲ့စန္ဒာတိုင်းတင်းရဲ့စစ်တီတွေကိုဒီမှာပဲထားခဲ့လိုက်ပါ။ကျွန်တော်တို့နှစ်ဦးစလုံးအတွက်အကျိုးများရပါစေလိမ့်မယ်လို့ဆိုလိုက်ပါတယ်။အစာတသက်ကလည်းအကျိုးများကြီးကြီးတို့အရှုံးသေးသေးလေးကိုလက်တင်ခံရမှာပေါ့။မာဂရရဲ့စစ်တီတွေကိုဒီမှာပဲဆက်ထားလိုက်မယ်ကျွန်တော်ထီးနှောင်းပိုင်ဆိုင်မီဆိုတာနဲ့တင့်ကိုလည်းတက်ကြပြီးပြည့်ရှင်မင်းဖြစ်နေချက်ချင်းကြေညာပေးမယ်လို့ဆိုခဲ့ပါတော့တယ်ဖျားရှင်တဲ့တာဝကများမနက်ခင်းချိန်ကတရားဘာဝနာစည်းဖြန်းနေချိန်မှာယသိဆရာကြီးစံကြီးကရောက်လာခဲ့ပါတယ်အေဂျန်သွားနဲ့တရားရှုမှတ်နေတဲ့ဖျားရှင်စီကိုယသိကြီးဟာဖြင်းချင်းစွာချင်းကပ်လာခဲ့ပြီးတော့အနီးကိုရောက်ချိန်မှာဖျားရှင်ကယသိကြီးကိုတာရီပုဒ္ဒရာနဲ့မောက်ကလန်တို့ရဲ့ဆရာကြီးမဟုတ်လားလို့မေးလိုက်ပါတယ်ယသိကြီးကသင်ဘလို့များသိနိုင်တာပါလဲလို့မေးခဲ့ပေမဲ့ဘုရားရှင်ကဖြေတော်မမူပဲနေရာထိုင်ခင်းကိုသာညွှန်ပြပေးခဲ့ပါတယ်။ယသိကြီးကဝါကုတ်ပြလေးပေါ်ထိုင်ချလိုက်ပြီးတဲ့နောက်ကျွန်ုပ်ရဲ့တပည့်များတင့်ထိုင်ရောက်လာတဲ့နေ့ကလေးကကျွန်ုပ်တင်နဲ့တွေ့ဆုံလို့နေတာပါ။ကျွန်ုပ်မှာမေးခွန်းတချို့ရှိနေပါတယ်လို့ဆိုခဲ့ပါတယ်။ဘုရားရှင်ကမေးနိုင်ကြောင်းမိန့်တဲ့အခါမှာယသိကြီးကတင်ပါတွေကိုတင်ကြားပေးပါသလဲ။တင်းရဲ့စီးမင်းတွေကဘလို့တတ်မှတ်ထားပါသလဲ။ကျွန်ုပ်ကတော့ဘလို့စီးမင်းမျိုးကိုမှယုံကြည်ခြင်းမရှိပါလို့မေးလိုက်ပါတယ်။ဘုရားရှင်ကဒါဆိုယသိကြီးဟာစီးမင်းတွေကိုစန့်ကျင်ခြင်းဆိုတဲ့အတွေးခေါ်ယုံကြည်ညာဖြစ်ပြီးဒါလည်းစီးမင်းယုံကြည်ခြင်းတစ်မျိုးပဲဖြစ်တယ်လို့မိန့်လိုက်ပါတယ်။ယသိကြီးကသင်ဟာစကားကိုကျွမ်းကျင်စွာလှည့်ပြောနိုင်တာပဲ။ကျွန်တော်ရဲ့ယုံကြည်ခြင်းကအရေးမကြီးပါ။သင်ရဲ့စီးမင်းတွေကိုသာသိကျင်ပါတယ်လို့မေးလိုက်ပါတယ်။ဘုရားရှင်ကလောကမှာစီးမင်းတစ်ခုကိုစုပ်ကင်ထားမိရင်လွတ်လပ်မှုတွေကိုဆုံးရှုံးသွားပြီးအစွန်းရောက်သူဖြစ်လာတတ်ကြောင်းထို့သူဟာသူ့ရဲ့စီးမင်းသားလေးမလွတ်တမ်းစုပ်ကင်ထားတတ်ပြီးတော့လမ်းမကိုရှောက်နေမိရင်တော့သူ့ကိုယ်သူအမှန်ပဲလို့ထင်မြင်နေတတ်ကြောင်းဒီလိုလွတ်လပ်တဲ့အတွေးခေါ်မရှိတဲ့အခါစီးမင်းတွေရဲ့လွှမ်းမိုးချဲလဲခြင်းကိုခံရပြီးတော့အဲ့ဒီလူဟာအမြင်ကျင်းလာနိုင်ကြောင်းအဲ့ဒီနောက်မှာချုပ်နှောင်မှုတွေရုပ်ထွေးမှုတွေစတင်ဖြစ်လာပြီးတော့မိမိရဲ့ယုံကြည်မှုကပြန်လဲချုပ်ကင်ခြင်းကိုခံရနိုင်ကြောင်းဒါကြောင့်စီးမင်းတွေထဲမှာပိတ်မိနေရင်မိမိရဲ့တရားကျင့်ကြံမှုအပေါ်မှာပါထိမ့်ချုပ်ခံလာမှာဖြစ်ပြီးတော့ဘယ်တော့မှညံအလင်းကိုရနိုင်တော့မှာမဟုတ်ကြောင်းဟောကြားခဲ့ပါတော့တယ်ယသိကြီးက
ဒါဆိုရင်တင်းရဲ့တပည့်တာဝကတွေကရောတင်းရဲ့စီးမင်းထဲမှာပိတ်မိမနေနိုင်ဘူးလားလို့ပြန်ထောက်လိုက်ပါလိမ့်ဖျားရှင်ကကိုရော့ရဲ့တရားလမ်းစဉ်ဟာဘယ်စီးမင်းကိုမှအခြေခံခြင်းမရှိပဲကိုယ်တိုင်ကျင့်ကြံရရှိခဲ့တဲ့အသည့်အမြင်များကိုသာမျှဝေခြင်းဖြစ်တယ်လို့ပြန်မိန့်ခဲ့ပါလိမ့်ရသေးကြီးကဒါမဲ့တစုံတစ်ယောက်ကတင်းရဲ့အသည့်အမြင်တွေကိုသူ့အတွက်စီကံဖြစ်မှိုက်ပလိုက်ဘယ်လိုလုပ်မလဲလို့ပြန်မေးခဲ့တာပါဖျားရှင်ကကျွန်တော်ရဲ့ကျင့်စဉ်ဟာအသည့်အမြင်များသာဖြစ်တာကြောင့်စီးမင်းတစ်ခုလိုစုပ်ကင်ထားလို့မရနိုင်ကြောင်းဥမာနေနဲ့လေငယ်တစ်စင်းနဲ့အလားတန်တူပြီးတော့မြစ်ကိုဖြတ်ကူးရန်အတွက်သာအသုံးဝင်တာဖြစ်ကြောင်းဒါပေမဲ့မြစ်ကိုဖြတ်ပြီးသွားရင်တော့အဲ့ဒီလေကိုတပါးတည်းတည်စရာမလိုတော့သလိုဖျားရှင်ရဲ့ကျင့်စဉ်ဟာလည်းတန်တရားမြစ်ကိုဖြတ်ကူးဖို့အတွက်သာဖြစ်တယ်လို့ဟောခဲ့ပါတော့တယ်ဖျားရှင်ရဲ့တရားစကားအဆုံးမှာယသိကြီးဟာအရှင်ဗုဒ္ဓသင်ဟာကြည်လင်နေတဲ့ဂျေးမုံမှန်တစ်ချက်လိုပါပဲသင်ကိုမြင်လိုက်ရတာနဲ့ကျွန်ုပ်ဟာကိုပြန်မြင်နိုင်ခဲ့ပါပြီယခုချိန်ကစပြီးကျွန်ုပ်ရဲ့ဘဝကြီးဟာမောဟအမှောင်လူကြီးတဲ့ကနေလွတ်မြောက်ရပါပြီကျွန်ုပ်ကိုသင်ရဲ့တပည့်ဖြစ်ခံခွင့်ပြုပါတော့လို့ဆိုကဘုရားရှင်ရှေ့တော်မှာရခိုးဥခိုက်ကတရဏဂုံ၃ပါးကိုစောက်တီခဲ့ပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုတော့ဒီမှာနေမဲ့ရန်နာခွင့်ပြုပါအောင်ခင်ဗျနောက်ရက်များမှာလည်းပိုင်းဆက်များအောင်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ချိန်ပေးပြီးတော့အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာရွှေမြန်ပြည်သားများအားလုံးကြမ်းမှာပေးကင်းကြပါသည်ခင်ဗျာကျွန်တော်အန်ခင်မူပါ